နန်းပြည်ကကြမှာအပိုင်းတစ်ငါမှဘာမှမရှိဘူးနင်ကဘာလို့ချင်တာလဲမြင်မြင်ထုတ်ပြလိုက်တာကောင်းမယ်နော်ငါတို့လိုချင်တာမာရီစိတ်နှုံးပဲတေးလွာပြီမဲ့အစွမ်းကတော့ကဘာကိုတောင်မှလုတ်ကိုင်းနိုင်တယ်3မာရီစိတ်နှုံးကနှစ်သက်ပေါ်လာထင်နေလားဘယ်လိုတက်ပဲပေါ်လာမာရီစိတ်နှုံးကငါ့ကိုနှက်ဆိုအတွက်ပဲဖြစ်ရမယ်မထုတ်ပေးရင်နင်တို့ရဲ့နန်းပြည်ပြက်စီရမယ်နင်နန်းပြည်လီယိုမထားတယ်ဘူးလားမသိဘူးနော်မသိဘူးလေအာလီယိုဟာဘာဖြစ်တာလဲနန်းပြည်နဲ့ဆိုအောက်ထရောက်သွားရင်တော့အိမ်မက်ဆိုမက်လို့ပါဟာမဖြစ်နိုင်ပါဘူးဆရာတင်ဖူးတယ်နန်းပြည်ရဲ့မြေကြီးအောက်မှာနဲ့ဆိုပြီးရှိရဆိုနတ်ဆိုရဲ့ပြည်ကအမြဲတမ်းမြေကြီးအောက်မှာပဲနေရမှာလေနှစ်90တောင်ရှိပြီသူတို့မတိုက်ကြဘူးလားယင်ခက်တာပဲလီယိုရဲ့ကဲနှစ်90အဖြစ်ပြက်ကိုပြန်ပြောပြမယ်လွန်ခဲ့တဲ့နှစ်90တုန်းကငါတို့တရားမျှတမှုလိုချင်တယ်နင်တို့နန်းပြည်ကမြေကြီးအောက်မှာပဲရှိတဲ့နော်ဟဲ့ဗီလင်နတ်ဆိုပြည်တာမြေပေါ်မှာရှင်ကဘာပြက်လိုက်မယ်ဟဲ့ဟောနင်တို့နတ်တရားဘယ်တော့ကောင်းနေလို့လဲစကားပြောစီခြင်းတန်ဗီလင်သဘောမတူရင်တိုက်ခိုက်ရလိမ့်မယ်တိုက်ကြဟေးတိုက်ပဲတိုက်ကြဝါဝါထိန်ထိန်ချက်သွမိတ်တော့အိမ်ဝါကလေးနဲ့စောက်တဲ့အိမ်ဟဲ့တက်ဆောက်ကြဟေးလာစမ်းယာဟာမလောက်ပါနဲ့နန်းပြည်အားလာမြေကြီးပေါ်မှာရှိတဲ့တာပါနောက်ဆုံးတော့နားလေတော့အဲ့ပါဗီလင်ပြီးတော့နန်းပြည်နဲ့နတ်ဆိုပြည်ရဲ့အလဲမှာလဲနတ်သမီး SCI လက်ဆင့်ငားရတယ်ထားထားသေးတယ်ဟာဟုတ်လားဟိုးလီယိုမင်းသမီးတီတီခေါ်နေတယ်ဟုတ်ဟဲ့တွားလိုက်ပြီလားဟဲ့နီနီနန်းပြည်ရဲ့နေမြေလေးခုလောက်ကိုနဲ့ဆိုရင်တိတ်ပိုက်ကုန်ပြီလီယိုမသိစေနဲ့မသိပါတယ်လီယိုတင်သူကချလိုက်မှာသူကအရန်ငယ်သေးတယ်ဒီတိုင်းနဲ့ဆိုဝင်မလာသေးဘူးလို့ပဲသူပြောထားလိုက်အောင်အေးဟာအရေးကြီးတာနတ်သမီးနာလီကိုသူတို့ဖမ်းသွားရပြီဟမ်အတူအဆောက်နေရောနတ်ဆိုတဲ့အရင်ဖမ်းနေတာဘာလို့လောက်ထားလဲတော့မသိဘူးနေမြေလေးကိုတွားကြည့်ကြရအောင်သူတို့တွေဝင်လာနိုင်တယ်အဲဆိုရင်ဟေဘန်ကရောလ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 ာမမမိုင်းစကောင်းမိုင်းဟဲ့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 ဘာလဲပြောရှာလိုက်ရတာဟဲ့ဂီယာစိုးကြေးရွာနေမြေလေးဟဲ့ရောက်ပြီဟဲ့တရားစောင့်ကြည့်နော်ဟဲ့ပုံမှန်မဲနော်ဟဲ့အေးလေဟဲ့အကူကအရင်ချောတာပဲနော်ကျေးဇူးပါဗျဒီရဆိုးရမှာအစင်အရင်များတာပဲဟဲ့အစင်ဟိမန်မမန်ဟေးအကူကအရင်ချောတာပဲနော်ဟိုဟာဗျဟဲ့သူယူနေပြီဟာ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 ဟမ်သူတို့ကအကူတော့ဘယ်တော့မှလဲညရောက်တော့မှာဆိုတော့ဒီတိုင်းတဲကိုကန်လိုက်ရှာနေကြတာပါကျွန်တော်အိမ်မှာလာအိပ်ပါလားဒီနေ့မှပဲဆိုတော့လေအိမ်နဲ့ကြွပါခင်ဗျဟုတ်ပါပြီမြန်လာဟဲ့အေးပါအားလုံးပိုက်စာနေရောပေါ့ကျွန်တော်စားရတဲ့ခုခုစီစဉ်ပေးမယ်လေဟုတ်ကဲ့ပါဟမ်ချီပဲသူတို့ကနန်းပြည်ရဲ့မျက်ကွက်ပြူအဖွဲပဲဖြစ်ရမယ်ကြည်ရနဲ့ဆိုတယ်လားစုံတန်းတာနေမှာအပြက်ရှင်ပလိုက်ရမယ်သူတို့စားမယ်စားပြတဲ့မှာအစိတ်ထည့်လိုက်မယ်လေတဖုံကြပါဟုတ်ကဲ့ပါဟဲ့လိုက်ရတော့ကောင်းနေတော့ဟဲ့မစိုးနော်ကောင်းလို့လားဟေးရတော့လို့ကောင်းလိုက်တာအေးကုန်ပြီဟာဒါတော့သူ့ပြီးရင်အစိတ်မိလိုက်မယ်နတ်ဆိုလို့တော့ခွန်မမျက်ကွယ်ပြူဖွဲ့အစိတ်မိနေတယ်ဟုတ်လားဟာဟိုမှာတွေ့လားဟဲ့တကယ်တော့မျက်ကွယ်ပြူဖွဲ့မိလဲနေကြပြီဟာဒါလာနန်းပြည်ရဲ့အတော်ဆုံးဖွဲ့ငါရအားနေနေရဲ့ဟာတက်ကြဗန်
Swing ဟာနင်တို့ကမန်မှန်ဆွဲကျမကိုမိတ်နေကြလားဟာညက်ွယ်ပြူဖွဲ့ရဲ့အချောဆုံးကျမမန်မှန်ကိုမိတ်နေကြတဲ့ရှင်တို့ကဖာနေမှန်းသိတယ်ဟဲ့နွားယုံနဲ့နင်အစမမိဘူးလားခွေးမရဲ့ကျမဝိတ်လျှော့နေရလေညတာမစားဘူးလေအဲ့ဆိုတော့အစိမ့်မမိပေါ့ဒရောင်းသားရဲ့ကဲသူတို့တွေအရင်ရှင်းလိုက်မယ်ရှင်းခဏထားမယ်နော်တိုက်ကြဟေးတိုက်ကြရော့ဟဲရော့စိတ်ဖြီနေပြောပြရင်ရှင်းကိုလွတ်ပေးမယ်ဟမ်ဟိုရေပန်းတွေကရေကိုတိုက်ကြွေးလိုက်ရင်ရပါပြီโอเคဟာခမရပြောတော့အသက်ရှင်ခွင့်ပေးမယ်ဆိုနတ်ဘွားကြရင်ပေါ့ဟမ်ဒါပဲနေရလဲဟမ်ဒီဘန်းကအစိတ်ပြဲတယ်ဆိုလို့လေအကြောင်းလာခဲ့တာအိုးငါတို့မမှန်လေးလုံနိုင်ခဲ့ရပဲအဲ့လောက်ကချီးကျူးကြလည်းမဟုတ်ပါဘူးဟဲ့ကြီးရတော့နဲ့ဆိုရင်အများဆုံးတောထဲမှာရှိရတဲ့နဲ့တောထဲသွားမှာဆိုတော့လေးလိုက်ခီးလို့မျိုးပေါ့နော်နေမင်းလေးမှာကန့်သက်ထားတဲ့တောတော့ရှိတယ်အဲ့ဟုတ်ပဲပြောလိုက်တာဟမ်တောင်မအပမဝင်ရဟဲ့ရွှေဦးမဆိုပဲရွှေဦးမပိုင်မြေဟဲ့ရွှေဦးမငါ့ရဲ့သူငယ်ချင်းလေငါ့ရဲ့ best friend ကြီးဟုတ်လားဟဲ့ချစ်တဲ့ဘွားအလိုက်တော့ရွှေဦးမအမလီဟမ် Oh my god who is she ဟူမငါ့ပိုင်တဲ့နေတော့ပြမဝင်လာကြလားတကယ်ကြီးငါမမှန်လေးမတွေ့ရငါနေရှိပြီနော်နေရလာတယ်ပြကိုတကယ်ချင်းလားနေရဘာတူလဲဟဲ့ခွေးမမြင်တာကြလို့မမှတ်မိတော့ဘူးလားနေတကယ်ချင်းကြီးကိုလေဟမ်တကယ်ချင်းအော်မမငါတီးပြီလာငါအိမ်ကိုကမအေးလားရမမနေမနဲ့အကြိုက်ဆုံးကာဖီဟဲ့ငါကာဖီမကြိုက်တာကောင်မရဲ့ကြီးကျယ်တာဟဲ့ကောင်မကဲအေးစင်းနာကြဟဲ့စစ်တောင်တခင်မမသိခင်စိုက်ထားရွှေတစ်ပင်စီခရပင်းလေဟင်ရွှေတစ်ပင်လားအေးလေကောင်မရဲ့ဟဲ့ကိုပိုင်နဲ့တော့မဘာရှိမယ်နင်မသိဘူးလားရောင်းစားမရဲ့ဟီဒီလန်းလီဟဲ့ငါမိရွာလို့ပါဟဲ့ရွှေတစ်ပင်ဆိုရွှေတွေကြီးပဲလားအာဟာမရောက်တာကြာရောပေါ့ဝါငါမသိခဲ့ဘူးနင်နဲ့ငါဟိုးပေါ်မှာလေကာဒီဗီတရှင်နဲ့ကာကြလေနင်မေ့ပါလားဟဲ့မမီးရဲ့ဟဲ့စုတော်သခင်မအစမ်းကကြည်လာအေးဟင်းနော်ရွှေတစ်ပင်ကြီးပဲငါရောက်တော့မယ်လားကြတော့အေးကဲမဲဟာယူခဲ့ကြဟေးဟုတ်ပြီဟဲ့လေးလိုက်တာအေးရှယ်ပဲအကင်စားကြမယ်ရှယ်ပဲဟေးဘယ်တော့စားလိုက်အဲ့ဒီမီဟဲ့တင်ရတော့ဝေးမလျှော့တော့ဘူးဟေးကဲဖြောင်းနိုင်ချွန်းသားပေးမယ်နော်အိတ်ကြတော့ဟဲ့ဖြောင်းနိုင်တဲ့လေထူးကြရဲ့နော်ဟုတ်တယ်ငါနှာခေါင်းပိတ်နေရဆိုငါအနက်မရောက်တော့ဟေးလာဟီနေလာမဟေးလာဟီတော်ရီမာရီတဲ့ခလာရီတာည7 နာရီဟဲ့ဘာတန်နေတော့ဟာနက်ဆိုရီဟိုကောင်းနေဟိုဟမ်ညသွားကြတော့ငါတော့မဆောင်တော့ဘူးပေါ့လေဒရမ်စားရီဟာရွှေတစ်မိစီတွားနေကြတာပဲခုတ်ကြဟေးဟေးညနေကောက်နေရိုက်ကြဟင်ထိုးလည်းမရပါလားဟာဝင်းကြီးဖြစ်နေရဲ့ရော့ကွာဟာပြန်မလည်းမထိပါလားဟာအကောင်လုံးဝင်းကြီးတွေပဲငါ့ရဲ့စွမ်းနေအသုံးမဝင်တော့လားဟမ်
ဖြုတ်သွားကြရတော့ရွှေတစ်ဘက်မှာဓာတ်ရိုက်ထင်သွားပြီငါခေါင်းမူးနေပြီဟဲလန့်တာဟဲငါအိမ်မက်နေရလားဘာတာလဲလန့်တာကူမဆိုင်ငါတော့ကြည့်ဦးမယ်စိတ်လိုက်မယ်ယူကrun ဟောဒါအိမ်မက်ကြီးပဲတော်ပါရဲ့ဒါပေမဲ့အပင်မှာဓာတ်ရိုက်ရှိနေရယ်အိမ်မက်ကြီးကဓာတ်ရနဲ့တူတူပဲဒါလဲ့ကြတာများလားအပိုင်းတစ်ကတော့လည်းဒီလောက်ပါတယ်ဒီကတော့ငါတင်ထားပြီပေါ့နော်ဒါမဲ့လည်းအတန်ကောင်းလေးနဲ့ပြန်တင်ခြင်းနဲ့ဆိုမှပြန်တင်တာဖြစ်ပါတယ်ဒါကိုအစဆုံးတင်ပေးမှဖြစ်ပြီးတော့ season 2လည်းဒီ channel မှာတင်ပေးမှဖြစ်ပါတယ်ပြီးတော့ဒီကတော့နဲ့မှာအရင်ကရေးခဲ့တဲ့ level 3 fan ကြီးပေါ့နော်အဲ့ဒါလေးပါဝင်နေဒါမဲ့အဲ့ဒါလေးတွေကိုနည်းနည်း short ချပြီးမှတရုပ်ပြောင်းပြီးပြောထားရပေါ့နော်အဲ့ဒါလေးတိခံပေးပါတော့နောက်ချစ်ပါတယ်တတာ